GLPT ဆောင်ပွဲမဖြေခင်မှာတည်ထားမယ်ဆောင်ရန်ရှောင်ရန်အချက်16ချက်ကိုဒီဗီဒီယိုမှာပြပြသွားပါမယ်။အဲ့တော့ဆောင်ရန်နေရာနေအရင်ဆုံးစပြီးတော့ပြောပြသွားပါမယ်။ဆောင်ရန်နံပါတ်1ကဘာလဲဆိုလို့ရှိရင်ဆောင်ပွဲစည်းကမ်းတဲ့နေရာကိုကြိုတင်စစ်ဆေးပါ။မိမိဖြေမဲ့အခန်းဖြေဆိုမဲ့အချိန်နဲ့ယူဆောင်သွားတဲ့ပစ္စည်းတွေဆောင်ပွဲကခဲတန်ခဲပြက်မှတ်ပုံတင်တွေကိုတေချာစစ်ဆေးထားဖို့လိုပါတယ်။နံပါတ်2မိကွန်းဟောင်းကိုသာခိုင်းပါ။ဆောင်ပွဲနီးတဲ့အခါမှာအသစ်တွေကိုမလုပ်ပါနဲ့တော့တင်ထားပြီးသား vocabulary, kanji, grammar တွေကိုပြန်လည်ပြီးတော့နှွေးပါနံပါတ်3 listening အားနည်းတယ်ဆိုလို့ရှိရင်တေချာလေ့ကျင့်ပါ listening ဆိုတာကတော့နှစ်ခါပြန်မဖွင့်တဲ့အတွက်အများစုအကြများတဲ့ဘန်းဖြစ်ပါတယ်မိကွန်းတစ်ခုလွတ်သွားတယ်ဆိုလို့ရှိရင်တစ်ဖွင့်ပြတာကို view ဆိုင်ပြီးတော့ဖြေပါအဟောင်းကိုပြန်ပြီးတော့မတွေးပါနဲ့အကုန်လုံးလွတ်သွားတတ်ပါတယ်နံပါတ်4ကျန်းမာရေးနဲ့ညီညွတ်စွာစားတောက်နားယူပါအုံနောက်စွမ်းဆောင်ရည်အတွက်အာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားသုံးပေးဖို့လိုပါတယ်။နံပါတ်5အေးအေးဝဝအိပ်ပါ။ဆောင်ပွဲမတိုင်ခင်မှာညဘက်တွေမှာနောက်ကျမှအိပ်တာမျိုးစားကြည့်ခြင်းလုပ်တာမျိုးကိုရှောင်ပါ။နံပါတ်6စိတ်ကိုနားပေးပါ။တရားထိုင်တာပဲဖြစ်ဖြစ်တခြင်းနားထောင်တာပဲဖြစ်ဖြစ်လမ်းလျှောက်တာပဲဖြစ်ဖြစ်လုပ်ပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချပေးပါ။နံပါတ်9အပြုသဘောဆောင်တဲ့အတွေ့အကြုံတွေကိုထားပါ။မဖြေနိုင်ဘူးဆိုတာမျိုးထက်ကြိုးစားထားတဲ့အကောင်းဆုံးဖြေမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ချင်းကပ်ဖို့လိုပါတယ်။နံပါတ်10မိမိကိုယ်ကိုယုံကြည်မှုထားပါ။ဒီအဆင့်ကိုရောက်ဖို့ကိုယ်ကအချိန်ပေးပြီးတော့ကြိုးစားထားပြီးကိုယ့်ကိုယ်ယုံကြည်မှုကအရေးကြီးဆုံးတော့ချက်ဖြစ်ပါတယ်။မိမိကိုယ်ကိုမယုံကြည်ရင်ဆောင်ပွဲမှာအမှားလုပ်ဖို့ရန်ခိုင်နှုန်းပိုပြီးတော့များပါတယ်။နံပါတ်9မိမိယုံကြည်ရာဘာသာရေးကိုလုပ်ပါ။ကိုယ်ယုံကြည်ရာဘာသာရေးကိုပြုလုပ်ခြင်းအပြင်စိတ်သက်လုံခြုံမှုရစေနိုင်ပါတယ်။ Okay ဆောင်ရန်နေပြီးသွားတဲ့အခါမှာရှောင်ရန်တွေကိုကြည့်အောင်ရှောင်ရန်နံပါတ်1ကဘာလဲဆိုရင်ဆောင်ပွဲမတိုင်ခင်ညအချိန်စာကြည့်တာမျိုးလုံးဝမလုပ်ပါနဲ့အုံနောက်နဲ့ခန္ဓာကိုယ်အနားပေးဖို့လိုပါတယ်နံပါတ်2 grammar ခေါ်ဤအသစ်တွေကိုစူးစမ်းပြီးတော့မတင်ယူပါနဲ့ဆောင်ပွဲနည်းမှာအသစ်တွေကိုတင်ယူမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အုံနောက်ကိုရှုပ်ထွေးသွားစေပြီးတော့ရှားပြီးသားຢာတွေကိုပါမိတတ်စေပါတယ်နံပါတ်3ဆောင်ပွဲနေ့မှာကိုမကြားဘူးတဲ့ shortcut တွေ technique အသစ်တွေကိုစမ်းပြီးတော့မသုံးပါနဲ့တင်ယူထားပြီးသားနီလန်တိုင်းသာဖြည့်ဆို့ပါကိုယ်တင်တဲ့ဆရာပြီးတဲ့နှုံးနဲ့လုံလောက်ပါတယ် Okay ဒါဆိုနံပါတ်4ကိုတွားရအောင်နံပါတ်4ကအခြားသူများရဲ့စကားတွေကိုမယုံပါနဲ့ဒါတွေကမပါဘူးဒါတွေကအမေးများတယ်အဲ့လိုမျိုးအကြောင်းအရာတွေကိုလွယ်လွယ်နဲ့မယုံလိုက်ပါနဲ့ကိုလှုပ်ထားတဲ့စာကိုပဲအာရုံစိုက်ပါကိုမှတ်ထားတဲ့ note တွေကိုပဲအာရုံစိုက်ပြီးတော့လုပ်သွားပါနံပါတ်5စိတ်ဖိစီးစေတဲ့သူတွေနဲ့မတွေ့ဆုံပါနဲ့ဆောင်ပွဲမတိုင်ခင်မှာစိတ်လှုပ်ရှားနေတဲ့သူတွေအနုသဘောဆောင်နေတဲ့သူတွေ negative ဆောင်နေတဲ့သူတွေနဲ့ဝေးနေဖို့လိုပါတယ်နံပါတ်6အစားတောက်အိပ်စက်မှုပုံစံပြောင်းလဲမှုတွေမလုပ်ပါနဲ့ဆောင်ပွဲဖြေကန်ဒီမှာအစားတောက်အိပ်စက်မှုပုံစံတွေပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်ဆောင်ပွဲကန်ထဲမှာမထင်မှတ်တဲ့ကျန်းမာရေးပြဿနာတွေပေါ်လာနိုင်ပါတယ်အဲဒါကြောင့်မို့အစားတောက်တဲ့အိပ်စက်မှုပုံစံကိုပြောင်းလဲခြင်းကိုမလုပ်ပါနဲ့နံပါတ်9ဆောင်ပွဲကန်တွင်မှာသူများကိုပြီးမဆိုင်ပါနဲ့အခြားသူတွေစာရွက်လန်နေပုံချက်ချင်းဖြစ်နေပုံတွေကိုကြည့်ပြီးတော့ကိုကစိတ်မရှုံးမိပါစေနဲ့နံပါတ်10တပုတ်ဖြည့်ပြီးတိုင်းအဖြေတွေကိုပြန်ပြီးတော့မတွက်ပါနဲ့ဖြည့်ဆိုပြီးသားမေးခွန်းတွေအတွက်စိတ်ပူပန်နေမယ်ဆိုလို့ရှိရင်နောက်မေးခွန်းတွေအတွက်အာရုံစူးစိုက်နိုင်မှာမဟုတ်တော့ပါဘူးနံပါတ်9မေးခွန်းတစ်ခုတည်းကိုအချိန်ကြာကြီးမကုန်ဆုံးပါစေနဲ့ကိုမသိတဲ့မေးခွန်းရှိလို့ရှိရင်မှတ်ထားပြီးတော့နောက်ဆုံးမှပြန်လာပြီးတော့ဖြေပါနံပါတ်10ဆောင်ပွဲပြီးသည့်အထိစိတ်တမကြအောင်နေပါ reading ကဏ္ဍကမရလို့ listening ကိုစိတ်သက်ကြပြီးတော့မဖြေတော့ဘူးဆိုတာမျိုးလုံးဝမလုပ်ပါနဲ့ဆွဲရှိဆောင်ပွဲပြီးတဲ့အထိကိုဖြည့်ဆို့သွားပါ Okay ဒါကတော့ GLPT ဆောင်ပွဲမဖြေခင်မှာတည်ထားတဲ့ဆောင်ရန်ရှောင်ရန်အချက်16ချက်ဖြစ်ပါတယ်ဆရာစီမှာ GFI Kaiwa class ကို join နေတယ်ဆိုလို့ရှိရင် Facebook ကနေပဲဖြစ်ဖြစ် Telegram နေပဲဖြစ်ဖြစ်လာပြီးတော့ join လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်